ချစ်လေးတို့ရေဒီနေ့ကတော့နေ့စဉ်တစ်နေ့ကိုမြန်မာငွေ2000ကျပ်ပုံမှန်ရနိုင်တဲ့ဒီအလုပ်လေးတစ်ခုအကြောင်းကိုပြဆက်ပေးမှာဖြစ်ပါတယ်အဲ့ဒီအလုပ်လေးကတော့တနေ့ကိုဗီဒီယို9ပုတ်တင်ပေးရုံနဲ့နေ့စဉ်တစ်နေ့ကိုမြန်မာငွေ2000ကျပ်ရမယ့်အလုပ်လေးပါနော်အဲ့ဒီအလုပ်လေးကတနေ့ကိုကိုစိတ်ကြိုက်ဗီဒီယို2ပုတ်နဲ့အလုပ်အကြောင်းကျွန်တော်ပေးတဲ့ဗီဒီယိုလေးတစ်ပုတ်3ပုတ်ပေါ့နော်စုစုပေါင်းနေရာ3နေရာမှာ social media 3နေရာမှာတင်ပေးရုံနဲ့မြန်မာငွေ daily ပေါ့နော်တနေ့2000ရမှာဖြစ်တဲ့အလုပ်လေးဖြစ်ပါတယ်ဒီအလုပ်လေးကိုအခုလက်ရှိလုပ်နေတဲ့အလုပ်ကိုလည်းလုပ်လို့ရတယ်အချိန်ပိုင်းလေးပဲပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ညပိုင်းကိုရတဲ့အချိန်လေးကိုပဲဗီဒီယိုလေးရိုက်ပြီးတော့တိုက်တဲ့ social platform တွေဖြစ်တဲ့ TikTok, YouTube, Facebook, Telegram, Instagram စတဲ့နေရာဒီမှာ3နေရာပဲเนาะ3နေရာပဲကိုဗီဒီယို3ပုတ်စုစုပေါင်း9ပုတ်တင်ပေးရုံနဲ့ရနေပြီဖြစ်ပါတယ်အခုအလုပ်ကြောင်းအသေးစိတ်သိချင်နေဆိုလို့ရှိရင်တော့ TikTok chatbot မှာလည်းလာပြီးတော့စုံစမ်းမေးမြန်းလို့ရနေပါတယ်ရှင်အသေးစိတ်ကိုလည်းတည်တည်ချာချာလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်တကယ်လည်းဝင်ငွေရနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့လည်းကိုလိုပဲရစီချင်လို့ဒီအလုပ်ကလေးကိုမိတ်ဆက်ပေးရဖြစ်ပါတယ်เนาะအားလုံးလည်း bye bye